နဲ့အာသာနီတွေမြမလလရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်တကယ်ပဲအသက်နဲ့လဲလို့ဆင်းရဲဒုက္ခခံရကြံသေးတယ်သူရဲ့ကောင်းတဲ့ဘဝအောင်ဆန်းနဲ့အာသာနီတွေငါတို့မြမပြည်မိဘတိုင်းငါရဲ့ဘဝအောင်ဆန်းလို့သူရဲ့ကောင်းမွေးရမယ်ငါတို့မြမပြည်မိဘပေါင်းတို့ကရဲ့အာသာနီအစိတ်ကိုရှိဖို့မွေးရမယ်အော်ဘယင်းနောင်နဲ့ရာဇာတရစ်တို့လိုမင်းရဲ့ကြော်စွာပမာပုံဆောင်လောင်းဖရာတို့လိုကွယ်မြမတိုင်းမြမမျိုးအားကိုလောက်ပေးတဲ့မကြောက်တမ်းမယွတ်နှမ်းမြမတွေအောင်မှန်းစွကြရှာလေတဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့တိုင်းပြည်ကျိုးစွန်ခဲ့တဲ့မြာစာနီတွေလွတ်လပ်ဖို့တို့များကိုကြုံတွင်မှာကဲတို့မြမတွေဆိုမိုးဖို့မျှော်ကြရှာလို့ပေါ်လာတယ်မြမနိုင်ငံထူထောင်ရတဲ့မျိုးရိုးမတရားကျန်းဆောင်လေနေမျိုးသားကြီးဗမာပြည်လက်ယုံဗမာနိုင်ငံလုံးရင်ပေါ်စေတယ်စိတ်အားတန်တန်မန်းကောင်းမလျှော့တဲ့ငါတို့လူမျိုးတကိုးရှိဖို့သူရဲ့ကောင်းတွေစုံညီတယ်တကယ်ပဲသရောမဟာပန်လူလာနဲ့စွမ်းတတ်တီရာဇဝင်ပြောင်းနေတာကောင်းများလို့ခေါ်ရတော့ပေလေဦးရန်တွင်လေကွယ်မြမသူရဲ့ကောင်းအပေါင်းတွေရဲ့မြမနိုင်ငံထူထောင်ရတဲ့မျိုးရိုးမတရားကျန်းဆောင်လေနေမျိုးသားကြီးမြမပြည်လက်ယုံမြမနိုင်ငံလုံးထင်ပေါ်စေတယ်စိတ်အားတန်တန်မန်းကောင်းမလျှော့တဲ့ငါတို့လူမျိုးတကိုးရှိဖို့သူရဲ့ကောင်းတွေစုံညီရဲ့တကယ်ပဲသရောမဟာပန်လူလာနဲ့စွမ်းတတ်တီရာဇဝင်